အဲ့တော့ခရိုင်တရားသူကြီးအနေနဲ့မှန်မှန်ကန်ဆုံးဖြတ်ပါမလားဆိုတော့မိကုန်းနေတော့ရှိတယ်မှန်မှန်ကန်ဆုံးဖြတ်ပါမလားခရိုင်တရားသူကြီးကမှန်မှန်ကန်ဆုံးဖြတ်ပါမလားနောက်တစ်ခုကနိုင်ငံရေးရောရှက်နွယ်ထားတဲ့ကိစ္စကိုတရားသူကြီးကကိုလို့ယုံပြီးတော့ဝေးပါရှောက်ချက်ပြီးတော့သူလွတ်ပြီးတော့ဆိုပြီးတော့မှန်မှန်ကန်တရားစီရင်ကိုအပြည့်ဝသွားပါမလားနောက်တစ်ခုကတစ်ဖက်ရှိနေတွေရဲ့လှည့်စားမှုပေါ်မှာတရားသူကြီးကအဲ့ဒါယူသူ့ဂုဏ်သိက္ခာထိခိုက်နေမှလို့ထိခိုက်နေမှမသိဘဲနဲ့တရားသူကြီးအနေနဲ့သူဟိုဘယ်လိုကောမလဲလှည့်ပြားခံရမလားပေါ့နော်ဒါကိုကျွန်တော်ကစောင့်ကြည့်ရမယ်ပေါ့တရားသူကြီးအဲ့တော့မနှက်ဖြန်တဝိုင်းခွဲတရားရုံးမှာရှိတရားသူကြီးနဲ့တရားစီရင်ဘက်ကလူတွေရဲ့ဟိုစုပ်ပြတ်ချက်ကိုစောင့်ကြည့်ကြတာပေါ့အဲ့ဒါဘာလဲဆိုတော့ချမ်းမှတ်54ဒေါ်ဆန်းစုကြည်ဒီထိုင်ခဲ့တော့ဒေါခင်ကြီးမိပေါမြေနှစ်ဧကနီးပါးကျေဝန်းတဲ့ချမ်းမှတ်54ကိစ္စအဲ့ကိစ္စကိုကျွန်တော်ကပြည်ပြင်းမီဒီယာတွေကဖော်ပြနေတာကျွန်တော်တွေ့တယ်ကျွန်တော်မျက်စိစပွင့်မွေးစုနေတာကြားပြီအဲ့ပြည်ပြင်းမီဒီယာတွေကျွန်တော်မပြောဘဲနေတာမရေးဘဲနေမပြောဘဲနေတာကြားပြီပြည်ပြင်းမီဒီယာတွေကဖော်ပြနေတဲ့ပုံစံကတော့ဘာလဲဆိုတော့ဒေါ်ဆန်းစုကြည်မတရားခံရတယ်ဒီအင်ကိစ္စကိုဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေတွေကမတရားခံရတယ်ရှေ့နေတွေကဒေါ်ဆန်းစုကြည်ပြုတ်ဝင်တောင်းရင်ဂျားတွေကဒေါ်ဆန်းစုကြည်ပြုတ်ဝင်မရဘဲနဲ့ဒီချန်ကိုအတင်းလို့စွတ်ကြီးထိုးရောက်နေဆိုတဲ့ပုံစံမျိုးကြီးတွေနဲ့ဒီဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေတွေနဲ့အဲ့ဒီပြည်ပြင်းမီဒီယာတွေနဲ့ပေါင်းကြံနေသလားတော့မသိဘူးအဲ့နှစ်ဖွဲ့ပေါင်းကြံပြီးတရားရုံးများလှည့်သားဖို့ကြိုးစားနေသလားတော့မသိဘူးနော်မဆိုးသေးဘူးနော်သလားတော့မသိဘူးလို့ပြောတာနော်အဲ့လိုတွေးကြဖြစ်လာဘာလို့ပြည်ပြင်းမီဒီယာတွေမှာဖော်ပြလိုက်လို့ရှိရင်ဒေါ်ဆန်းစုကြည်ရှေ့နေတွေဘက်ကတင်ပြထားတယ်ကန့်ကွက်ထားတယ်ဒေါ်ဆန်းစုကြည်ရှေ့နေတွေဘက်ကဒေါ်ဆန်းစုကြည်နဲ့တူကမရလို့ဘာလို့ညာလို့โอเคကျွန်တော်ဒီနေ့ဒါကိုရိုးရှင်းတော့ရှင်းပြဒီချမ်းမှတ်54အမှုကိုစပြီးတော့တရားဝင်ကင်ကြတဲ့ကဒေါ်အောင်ဆန်းစုကြည်ရောဦးအောင်ဆန်းကိုနှစ်ယောက်စလုံးကိုတရားဝင်စာရေး officially ရောက်ထားပြီးသားဒေါ်အောင်ဆန်းဒေါင်းထဲမှာရှိနေပြီမဲ့ officially စာရောက်ပြီးသားရှိနေပြီသားဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒါကိုရှေ့နေတွေကိုအခွင့်အာဏာအကုန်လွှဲအပ်ထားပြီးသားသူ့ရှေ့နေတွေကဒေါ်စန်းမာလာညွန့်နဲ့ပုဂ္ဂိုလ်အမျိုးသားတူပေါ့နော်ရှေ့နေဦးလေးတယောက်ပေါ့သူတို့နှစ်ယောက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့အခွင့်အာဏာအကုန်ရထားတာအာဏာကုန်လွှဲအပ်ချိန်ခံထားရတာသူတို့ရဲ့ကျွန်တော်တို့ဘာလို့ဆိုဟိုကျွန်တော်စုံစမ်းသိရှိရတော့ပေါ့နော်သူတို့ကိုအာဏာကုန်ဒေါ်အောင်ဆန်းစုကြည်လွှဲရထားပြီးသားအဲ့ဒါကိုဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ရသေးလို့ဆုံးဖြတ်လို့မရပါဘူးဆိုရင်အဲ့ဒီအမှုကိုသူတို့ဘာခေါင်းစဉ်နဲ့လိုက်နေရလဲဆိုတော့မေးကုန်အဲ့ဒါကိုအဲ့ဒီပြည်ပြင်းမီဒီယာတွေ BBC တို့ဘာလို့ကလုံးဝမဟုတ်ပြဘူးအဲ့ကောင်တွေလုံးဝမဟုတ်အဲ့ကောင်တွေဘာလဲဆိုတော့သူတို့လည်းကလင်ကြီးတွေမို့လို့အဲ့ BBC သတင်းတော့ကသတင်းလိုက်ဖို့အရေးချင်းမှမှီတာလားအရေးသွေးမပြည့်ဝတာလားဒါမှမဟုတ်အဲ့ဒီမှန်မှန်ကန်သိဖို့သိနိုင်တဲ့အရေးချင်းမရှိတာလားအရေးချင်းမပြည့်ဝတာလားဒါမှမဟုတ်တိတိကြီးနဲ့ကလင်ကြီးကြတာလားတော့ BBC သတင်းတော့ပဲသိမယ်အဲ့သတင်းလိုက်တဲ့သတင်းတော့သူပဲသိမယ်နော်အရေးချင်းမပြည့်တာလားတိတိကြီးနဲ့မသိချောင်ဆောင်တာလားသတင်းကိုသိချောင်မလိုက်တတ်တာလားငွေကြောရုံမသိတာနားမလဲတာလားဒါမှမဟုတ်ကလင်ကြီးကြတာလားသူပဲသိမယ်နော်အဲ့တော့အဲ့ဒီမှာတရားသူကြီးစီမှာလည်းအဲ့ဒီစာရွက်စာတမ်းထောက်ထားရှိတယ်ဒေါ်ဆောင်စုကြည်ရဲ့ရှင်းနေဒီမှာလည်းရှိတယ်ဦးအောင်ဆန်းဦးရဲ့ရှင်းနေဒီမှာလည်းရှိတယ်ရှင်းလေးပဲအဲ့ဒါဘာလဲဆိုတော့ဒီအမှုနဲ့ပတ်သက်လို့ဒေါ်ဆောင်စုကြည်ကအဲ့ဒီရှင်းနေဒေါ်ဆန်းမာလာညွန့်တို့တရားဝင်အခွင့်အာဏာကိုလွှဲပြီးသားလွှဲရဖြစ်တယ်ဒေါ်ဆန်းမာလာညွန့်ရဲ့ဆုံးဖြတ်ချက်ဒီသားလေးအတီးဖြစ်တယ်အဲ့ဆုံးဖြတ်ချက်တိုင်းဒေါ်ဆန်းစုကြည်ကလက်ခံတယ်ဒါပေမဲ့ဒေါ်ဆန်းစုကြည်ကသူရတဲ့ရထိုက်တဲ့ဟာတွေမနစ်နာအောင်တောင်းဆိုပြီးဒါပဲပြောထားတယ်ဒါပဲအဲ့မှားထားပြီးသားပါထားပြီးသားအတေဝင်ပါပြီးသားအဲ့ဒါရှင်းနေလေတရားသူကြီးကောင်းကောင်းသိတယ်လက်ရှိခေတ္တသူကြီးကောင်းကောင်းသိတယ်ဒေါ်ဆန်းစုကြည်ရှင်းနေကောင်းကောင်းသိတယ်ဒေါ်ဆန်းမာလာညွန့်ကောင်းကောင်းသိတယ်မသိကြအောင်ဆိုပြီးကလင်ကြီးကြနေလားကျွန်တော်မသိဘူးလိန်နေလားကျွန်တော်မသိဘူးမယုံရင်တတိရှိရင်အဲ့ဒီဒေါ်ဆန်းစုကြည်ရဲ့စာမရှိပါဘူးလို့ညင်းပါလို့တတိရှိရင်ညင်းပါလို့ညင်းခိုင်းလိုက်ဒေါ်ဆန်းမာလာညွန့်အုပ်စုဒေါ်ဆန်းစုကြည်စီကကျွန်မအာဏာကိုရတာမရှိပါဘူးလို့ညင်းအဲ့လိုညင်းသားမှာကျွန်တော်မြင်ညင်းသားမှာတတိရှိညင်းပလိုက်စမ်းမှာညင်းအောင်မှကျွန်တော်မြင်နေတာညင်းတော့မှကျွန်တော်ကပြောချင်တာနင်းပြောမှာသူကလုံလွယ်ကြတယ်ဒေါ်ဆန်းမာလာညွန့်လို့အုပ်စုလွယ်ကြနေရလို့ကျွန်တော်အဲ့လိုပဲမြင်တယ်နောက်တစ်ခုကတစ်ချက်နော်ဒေါ်ဆန်းစုကြည်ရဲ့ရှေ့နေအခွင့်အာဏာရလာမရလားဆိုတော့ကျွန်တော်တစ်ချက်ပြောတာအဲ့တော့ဒေါ်ဆန်းစုကြည်နဲ့တွေ့ဖို့လိုသလားမလိုလားဆိုတော့မေကွန်ကျွန်တော်တို့ဖြေရလို့လိုသေးလားတွေ့ဖို့မလိုတော့ဘူးဘာလို့လဲဆိုတော့တွေ့မတွေ့ဒေါ်ဆန်းစုကြည်ကတခါတည်းအခွင့်အာဏာကုန်လွှဲထားပြီးဖြစ်တယ်သူတို့ဆုံးဖြတ်လို့ရတယ်သူဆုံးဖြတ်တာအတီးပဲသူတို့ဆုံးဖြတ်တာအတီးပဲသူတို့မဆုံးဖြတ်ဘဲနဲ့ဝိလေချောင်းပဲလုပ်တယ်ဆိုလဲကျမတို့မဆုံးဖြတ်နိုင်ပါဘူးဆိုကြည်ပြောလိုက်လို့ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒေါ်ဆန်းစုကြည်နဲ့မတွေ့ရလို့ကျမတို့ဆုံးဖြတ်ခက်ပါတယ်ဆိုစကားလုံးနဲ့ပြန်သုံးတော့နိုင်ငံတော်အကြီးအကဲတွေကိုဒေါ်ဆန်းစုကြည်ကိုပေးမတွေ့တဲ့သူတွေပါလို့စော်ကားတာနဲ့တွားတူတယ်နိုင်ငံတော်အကြီးအကဲတွေနိုင်ငံတော်မှာရှိအကြီးအကဲတွေခိုင်တရားရုံးကတရားသူကြီးတွေကိုပါရှင်တို့ကဒေါ်ဆန်းစုကြည်နဲ့မှကျမကိုပေးမတွေ့တော့ကျမကဘာလို့ဆုံးဖြတ်မှာလုံးဆိုပြီးတော့စော်ကားတာနဲ့အတူတူပဲတရားခွင့်ဆုံးဖြတ်ချက်ထဲမှာဒေါ်ဆန်းစုကြည်နဲ့တွေ့ပြီးမှဆုံးဖြတ်ပါမဲလို့ပါထားတာတချောင်းမှမရှိဘူးမရှိဘူးအဲ့ရှေ့နေတရားသူကြီးအဲ့ခေတရားသူကြီးကိုတိုက်တရားသူကြီးကိုသက်ဆိုင်ရာတရားသူကြီးကြီးကောင်းကောင်းသိတယ်လေဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးစကားပြောပြီးမှသာလျှင်ဒီဈေးနှုန်းကိစ္စတွေဘာကိစ္စတွေဆုံးဖြတ်ရပါမယ်လို့အမိန့်ချရတဲ့မှာပါလို့လားမပါထားဘူးနော်ပါရင်ပြကျွန်တော်ဒေါ်ဆန်းမာလာညွန့်ကိုပြောလိုက်ပါရင်ပြလို့မရှိဘူးကျွန်တော်သိသလားမရှိဘူးတစ်ချက်နော်နောက်တစ်ခုကဈေးနှုန်းကိစ္စနဲ့ပတ်သက်လို့ရှိရင်ဦးအောင်ဆန်းရှိနေဒီဘက်ကတရားခွင့်မှာတင်ပြတယ်ပထမတစ်ချိန်315ဘီလီယံဒုတိယတစ်ချိန်300ဘီလီယံတတိယတစ်ချိန်298ဘီလီယံသုံးချိန်လုံးမအောင်ဘယ်အောင်မလဲ BBC တို့ဘာလို့မြန်မာနောက်ဆက်ချက်ပြည်ပြင်းမီဒီယာတွေနဲ့ဒီဘက်ကဟိုဒီဘာခေါ်လဲဆိုအကြမ်းဖက်အားပေးအုပ်စုတစုပေါ့နော်ဒီအတွင်းကြကြသိတဲ့အကြမ်းဖက်အားပေးအုပ်စုအတွင်းကြသိရဆိုတာရှင်းနေလည်းဖြစ်နိုင်တယ်လို့အခြားလူလည်းဖြစ်နိုင်တယ်မိသူလူဆိုဖြစ်တရားခွင့်နဲ့ပတ်သက်ဆက်တဲ့ဒီလောကဒီတရားခွင့်နဲ့ပတ်သက်လူချင်းချင်းလေးပဲအများကြီးရှိအဲ့ဒီလူတွေတွေကအကြမ်းဖက်အားပေးအုပ်စုတွေကဒီသတင်းကိုအပြင်ကိုထုတ်ပြီးတော့အပြင်ကနေဝါရဖြန့်ပြီးတော့တရားဟိုလေလံဆွဲတဲ့ကောင်ဆွဲကြည့်ဆိုပြီးတော့ချင်းချောက်တာချင်းချောက်တော့တောင်းတန်လူကမဆွဲချင်တော့အဲ့တော့အဲ့နည်းနဲ့လူလေကြတော့
3ချိန်မအောင်မြင်ဘူး315ဘီလီယံနဲ့မအောင်မြင်ဘူး300ဘီလီယံနဲ့မအောင်မြင်ဘူး298ဘီလီယံနဲ့နောက်ဆုံးမှာအခုဦးအောင်ဆန်းဦးရဲ့ရှေ့နေဒီဘက်ကပြန်တင်တယ်နောက်ဆုံးမှာ290ဘီလီယံနဲ့တင်လိုက်တယ်တင်လိုက်တော့290ဘီလီယံကျွန်တော်ဈေးနှုန်းကအရက်ကိုကွာဟာလုံးနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒေါ်ဆမ်းမလာကျွန်တော်ထားပြီးတော့ကန့်ကွက်တယ်တဲ့ဈေးနှုန်းကဆိုတော့ဟုတ်ပြီအဲ့ဈေးနှုန်းကကွာဟာတယ်ဆိုရင်အဲ့ဈေးနှုန်းအမှန်ဘယ်လောက်လဲလို့မေးတော့မဖြေနိုင်ဘူးသူတို့တရားခွင်မှာလည်းသူတို့မဖြေနိုင်အပြင်မှာလည်းမဖြေဘူးဟုတ်ပြီလေတကယ်တော့တရားခွင်ရဲ့သဘောတဘာဝတရားနိုင်ထားတဲ့သူကစုံပြတ်တာကဒါကိုသားလျင်တရားနိုင်ထားတဲ့သူရဲ့စကားသားလေးအတီးဖြစ်ရမှာဖြစ်တယ်ကျွန်တော်နားလဲဆိုတော့တရားနိုင်ထားတာဘူးလေဆိုဥအောင်ဆောင်ကနိုင်ထားတယ်အဲ့ဒီမှုမှာနိုင်ထားတာဥအောင်ဆောင်ကနိုင်ထားတာအဲ့တော့ဥအောင်ဆောင်ဘက်ကတင်ပြတာကဒါလေးအတီးဖြစ်တယ်အကယ်၍သူတင်ပြတဲ့ဟာကိုကန့်ကွက်ချင်တယ်ဆိုရင်ကန့်ကွက်ရမယ်အကြောင်းရင်းခိုင်လုံးတဲ့အကြောင်းပြချက်ပေးရတယ်ဥပမာ290ဘီလီယံနဲ့တင်ထားတာက290ဘီလီယံနဲ့တင်ထားတာကအရင်ဈေးနေပါတယ်ဘာဖြစ်လို့လဲဈေးနေတဲ့အတွက်ကျမတို့တွေဈေးကိုကန့်ကွက်ပါတယ်ကျမတို့တော့290မို့280ဖြစ်ချင်ပါတယ်290ဖြစ်ပါတယ်နှုတ်ကထုတ်ပြောဆိုတော့လေဒေါ်ဆမ်းမလာညတို့ဘက်ကမပြောဒါပေမဲ့အဲ့ဒါလို့ဒါတရားခွင်မှာမပြောရင်မဲ့သူတို့တင်ပြခဲ့မှုတဲ့စာတစ်စောင်ထဲမှာဘာပါလာလဲသိလားကျွန်တော်တို့တခါပြောတာရှင်းရှင်းလေးအဲ့လိုမျိုးတွေ BBC သတင်းတော်ကောင်တွေငကြောင်တွေခေါင်းကရလားမရလားမသိဘူးတောင်းတော်ကောင်တွေလားမသိဘူးကောင်တွေနော်ဘာတင်ပြရသေးလားတက္ကသိုလ်ရည်လမ်းပေါ်မှာရှိတဲ့မြေခွက်တည်းရဲ့ပေါက်ဈေးဟာတဲ့နော်ပေါက်ဈေးဟာတဲ့1 square feet 1 to m ပေတိုင်းမှာ1 to m ပေတိုင်းမှာကျပ်330ပေါက်ဈေးရှိပါတယ်ဆိုပြီးတော့တင်ပြထားတယ်ဟောကျပ်330ပေါက်ဈေးရှိတယ်လို့တင်ပြထားတယ်အဲ့တော့အဲ့330ပေါက်ဈေးရှိတဲ့အတွက်အဲ့ဈေးတိုင်းတော့ရချင်တဲ့သဘောမျိုးသွားတယ်ညနာဆုံးရှုံးမှုမရှိအောင်လို့ပြောရမယ်ဆိုရင်ပေါ့အစိုးရဈေးကဘယ်လောက်ဒါပေမဲ့တကယ်အပြင်မှာပေါက်နေတဲ့ဈေးကတော့တအိတ်ကောက်sorry 1 square feet 1 to m 1 to m ပေတိုင်းမှာ330တော့ရှိပါတယ်ဆိုတော့ထည့်သွင်းစဉ်းစားပေးဖို့ဆိုတာမျိုးစာတင်ထားတာဒီမှာဒေါ်စမ်းမလာညုံတင်ထားတဲ့စာတော့ပါပြီးသားအဲ့တော့1 square feet တိုင်းမှာ330ဆိုရင် 1.9 plus acre ပေါ့နော်အဲ့တော့အားလုံးတိုးတဲ့တွက်ချလိုက်တဲ့အခါဘယ်လောက်ကျလဲဆိုတော့251ဘီလီယံကျော်ကျတယ်ကျက်အဲ့ဆိုရင်ဥတော်အောင်ဆောင်ဘက်ကတင်တာတော့290ဘီလီယံသူတို့ရဲ့အဆိုပြုသူတို့ရဲ့ဒီတင်ပြတာနဲ့ရှင်းလိုက်လို့ရှိရင်251ဘီလီယံဆိုရင်ဘယ်လောက်ကွာလဲဆိုဘီလီယံ20လောက်ကွာနေကဲအဲ့ဆိုရင်ဥအောင်ဆောင်တို့တင်တာတော့ပုံများနေသေးတယ်သူတို့ကပြောတဲ့ဟာကနည်းနေတာအဲ့ဆိုဥအောင်ဆောင်တို့တင်တဲ့290များနဲပါတယ်လို့ပြောတာရုပ်တည်ရှိသေးရဲ့လားအခုကျွန်တော်ပြောတာမှားတယ်တင်ဒေါ်စမ်းမာတို့ညွန့်ကိုပေါ်တင်ထွက်ညှင်းခိုင်းလိုက်ကျွန်တော်ပြောရှင်းရှင်းလေးထွက်တယ်ညှင်းခိုင်းလိုက်သူတို့အခုကျွန်တော်ပြောသူတို့30နဲ့မတင်ပြခဲ့ဘူးလားညင်းလိုက်ညင်းရင်ကျွန်တော်ကထောက်ထားပြမယ်မညင်းရင်မပြောဘူးခင်ဗျရှင်းရှင်းလေးဒါပြောချင်တာကတရားခွင်ကိုလည်းလိမ်တယ်လူလူကိုလည်းလိမ်တယ်မီဒီယာတွေကိုလည်းလိမ်တယ်ပြီးတော့တရားခွင်မှာရှိတဲ့တရားသူကြီးနဲ့သက်ဆိုင်ရာကျန်တဲ့လူတွေကိုလို့ဒေါအောင်ဆန်းစုကြည်ဆိုတဲ့နိုင်ငံကိုတုံးပြီးတော့နိုင်ငံရေးအရာလှည့်စားပြီးချင်းချောက်ဖို့ကြိုးစားတယ်အဲ့ဒါကြီးကိုတရားသူကြီးကလည်းကြောက်ပြီးငြိမ်နေတာလားဒါမှမဟုတ်ဘာလို့စိုးရိမ်နေလဲကျွန်တော်မသိဘူးအားလုံးမဆုံးအဲ့မြန်မာနိုင်ငံတရားစီရင်ရမိကုန်းတို့ဆိုင်အများကြီးအများကြီးဆိုတော့ဘာလဲဒေါအောင်ဆန်းစုကြည်ဆိုရင်ကြောက်ပြီးဘာမှမလုပ်ရတော့ဘူးလားအဲ့လိုကြီးလားမဆိုင်ဘူးတော့ဒါကမိသားစုအမွေဆိုင်ကိစ္စနိုင်ငံရေးမှုမဟုတ်ဘူးနိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးဒါမိသားစုအမွေဆိုင်ကိစ္စမေရခြံခဲ့တဲ့အမွေကိုသားနဲ့သမီးကပိုင်တာအဲ့တော့သားနဲ့သမီးကခွဲယူရမယ်တာဝန်ရှိတယ်ရောင်းယူမယ်ခွဲယူမယ်နှက်လိုက်မှရှိတယ်ဒီဘက်ကသားကြီးက तू ကကျွန်တော်တို့ဗျာရောင်းမယ်ဟိုသမီးကမဟုတ်ခွဲပဲယူမယ်ဆိုရင်ခွဲယူမယ်ဆိုရင်တရားဆိုင်လိုက်ဆိုဆိုင်ရမယ်နော်မလားဆိုင်တဲ့ခါမှာတရားဆိုပဲရောင်းယူသေးဆိုရင်ရောင်းယူပဲဒါပဲပြီးသွားပြီတရားဆိုပဲကိုပြင်လို့လည်းမရတော့ဘူးရောင်းယူသေးဆိုရောင်းယူပဲလေလံပြစ်ပြီးယူဆိုရှင်းနေအခုလေလံပြစ်ပဲဒါပဲအဲ့ဒါကိုလှည့်သားဖို့ကြိုးစားတာကအဲ့ဒါလှည့်သားဖို့ကြိုးစားတာတိတိနဲ့တရားသူကြီးတွေရောတရားခွင့်ရလူတွေရောတရားစီရင်လောကလူတွေကဒေါအောင်ဆန်းစုကြည်ကိုကြောက်ပြီးငြိမ်နေကြတာလားကျွန်တော်တရားစီရင်တဲ့ဒေါအောင်ဆန်းစုကြည်ကိုကြောက်တာတရားစီရင်အမှန်တမ်းရက်တည်ရမှာလားဒေါအောင်ဆန်းစုကြည်ကိုကြောက်ရမှာလားကျွန်တော်စဉ်းစားလို့မရဘူးခင်ဗျားတို့ရဲ့ဒီစဉ်းစားမှုစဉ်းစားနည်းကိုကျွန်တော်နားကုန်မလဲအဲ့ဒီဥပ္ပအုပ်စုကလည်းတမင်ကိုဒေါအောင်ဆန်းစုကြည်ဆိုတဲ့နာမည်နဲ့နိုင်ငံရေးရလှည့်သားတာ